shutတာဗောတော့mission နဲ့ဘာမှမဖြစ် ပါတယ်အသေးခွဲတချင်းဖွင့်ဖို့တော့မရှက်တာဒါပေမဲ့စားဖို့လည်း အသေးကွဲတချင်းရကြမတူးလေရုပ်ပြကြမလို့လေတချင်းအောင်ပြေဝဲဆိုတော့ ဘာလဲသူများရဲ့အသေးတွေလိုက်ပြီးတော့မယ်ဆိုတော့အခုဒီမှာဆက်စောက်ဆုံးမြင်နေရတဲ့ CSSP 01005ပါအစင်တက်ဖြစ်ပြီးသားရှင်။ session ကနေတစ်ချက်လောက်လုပ်ပြပါအောင်နော် session 1 ။ဟုတ်ဝင်ကြည့်ပါအောင်နော်။အချိန်က9:73ပါ။ ဟုတ်ကျွန်တော်တခါရေး second share လိုက်မယ်နော် ဟုတ်ကဲ့ ဒီ channel ကိုလည်း ဟုတ်မြင်ရပါတယ်။ ဟုတ်ကဲ့01005ရှိပါသလားရှင် Hello ဟုတ်ကဲ့ရှိပါတယ် ဟုတ်ကဲ့ session လေးပြောပြပါအောင်နော် session 01 session 1က interview ဖြေဖို့အတွက်ကောပါဝင်ချင်ပါသလားရှင် ဟုတ်ကဲ့စိတ်ဝင်စားပါတယ် ပါဝင်ပါရှင်ခရနာရီ43ကနေစပြီးတော့မှဖြေလို့ရပါပြီရှင်ဒီနေ့မှာတော့ကျမတို့ CSSP ရဲ့ semester 1ရဲ့နောက်ဆုံးပေါ့နော်နေ့လေးမှာဆိုလို့ရှိရင်တော့ interview ကျင်ပါတယ်ဆိုတော့ကျမတို့ interview ကျင်မှာကျမတို့ရဲ့ပဲ့ကန်ရှင်ဆရာအာဂျန်ကိုအရင်ဆုံးအနေနဲ့ interview ကျင်ပါရှင်ဆရာမင်္ဂလာပါရှင် မင်္ဂလာပါ ဟုတ်ကဲ့ပါဆရာအနေနဲ့ဒီလိုမျိုးပေါ့နော်ចောင်းသားတွေကိုမေးခွန်းတွေပေးရတဲ့အခါမှာဘယ်လိုခံစားရလဲဆိုတာလေးမေးချင်ပါတယ်ရှင် နေကွန်းနေပေးရတဲ့ခါမှာတော်တော်လေးပျော်ပါတယ်တကယ်တော့ဒီနေ့တော်တော်များဖြေနိုင်ကြမယ်လို့ယူဆတယ်နော်ဟို Rosette ကိုအကြမ်းဖျင်းကြည့်တဲ့နေရာမှာတော်တော်များဖြေနိုင်ပါတယ်နော်တရားအောက်ရောက်တယ်ဆိုတာကတော်တော်လေးနည်းတယ်ပြီးတော့အဲ့ဒါကလည်းရမ်းဖြေထားရဲသူပေါ့နော်ဆရာသိတယ်250ရတဲ့သူရှိမရှိတော့မသိသေးဘူးရှာကြည့်လိုက်အောင်နော်250ရတဲ့သူတွေကိုစုကြည့်ပေးမှာနော်250အပြည့်ရတဲ့သူတွေပေါ့တေချာစစ်မှာနော်တေချာစစ်ပြီးမှပေးမှာဒီတိုင်းတော့တမ်းမပေးဆိုတော့200နဲ့250ကြားပေါ့နော်ဒီလူတွေပေါ့ဆိုတော့နောက်ထပ်200အောက်သူတွေကတော့နောက်တစ်ခေါက် semester 2ကြလို့ရှိရင်ပို့ပြီးတော့မှဒီထက်ပို့ပြီးဖြေနိုင်အောင်ကြိုးစားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ထပ်ပြီးတော့မှတခြား surprise တစ်ခုစီစဉ်ပေးမှာပေါ့ ဆိုတော့ကျွန်တော်တို့ဒီ exam ကိုဖြေပြီးသွားတဲ့အခါမှာကိုဒါကိုတကယ်တက်သွားပြီတကယ်ဟိုတက်ဖြေခဲ့တဲ့ဟာတွေအကုန်လုံးက confidence ရှိနဲ့ကိုယုံကြည်မှုရှိခဲ့တဲ့အပိုင်းရှိလားရှင် လွယ်တာလေးတွေပေါ့နောက်ဒါပေမဲ့ဖြေလိုက်ရင်လည်းဗာတိလိုက်ရလဲဟေးဆိုတာနောက်တစ်ခေါက်စာတွေပြန်ဖတ်ရအောင်ပဲဆိုတာတိလိုက်ရတယ်ပေါ့နော်နောက်အားလုံးကိုခြုံတိလိုက်လို့ရှင်နော်ဆရာကိုမင်းကြီးနဲ့ဒီတစ်ဖွဲသားလုံးကိုကျေးဇူးတင်တယ်လို့ပဲပြောရမယ်အများကြီးတိလိုက်ရတယ်အချိန်တူတူအတွင်းမှာတကယ်ကိုအများကြီးတိလိုက်ရတယ်ကိုယ့်ဘက်တာကိုလေ့လာမယ်ဆိုရင်အကြာကြီးလေ့လာရမယ်ဟိုအခန်းကဏ္ဍတွေအများကြီးကိုအချိန်တူတူအတွင်းမှာအများကြီးတိလိုက်ရတယ် ဟုတ်ကဲ့ပါရှင်ခေါ်တော့ပါတယ် ဟုတ်ကဲ့ပါဘာပြောမခေါ်ရင်လည်းပြောဖို့အဆင်သင့်ပဲဘာဖြစ်လို့လဲဆိုတော့လေဒီကွန်ပျူတာသင်တန်းလေးကိုစောက်ဖွင့်နေဆိုတော့ဟိုကမှာတက်ချင်လို့အရင်ဆုံးစရင်းနေပေးရတယ်နောက်ဆရာတို့ကွန်မြူနတီတို့ဒီမှာအခက်အခဲရှိလို့ရှိရင်ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့သင်ကြားရေးမှာပါအမြဲတမ်းပေါ့နော်ဆရာမတွေကိုချိန်လုံးနီလန်းတကြားနဲ့ပြတာပြီးစိတ်ရှိရှိနဲ့ပေါ့နော်ဆရာအမြဲတမ်းဖြည့်ရှင်းပေးတယ်ဒီသင်တန်းကိုတက်လိုက်တဲ့အတွက်ကြောင့်မသိသေးတဲ့ဥစ္စာတွေလည်းထပ်ပြီးအများကြီးပိုသိလာတယ်နောက်အခုနောက်လို virtual box တွေကိုသုံးလိုက်တဲ့အတွက်ကြောင့်လည်းကျွန်တော် installation လုပ်တာတို့ပါတော့ပေါ့နော် systematically ကြနာ hardware နဲ့ software တွေကိုချိန်မိလာတယ်သိလာတယ်ကျွန်တော် student အနေနဲ့မှာကျမဒီမှာပထမဆုံးတွေ့နေရတာတော့ CSSB 010023ပဲဖြစ်ပါတယ်ရှင် section 1ကထင်ပါတယ်ရှင်မတို့ CSSB ကိုစကားလုံး3လုံးနဲ့ပေါ်ပြရမယ်ဆိုလို့ရှိရင်ဘယ်လိုများပေါ်ပြချင်ပါသလဲရှင် စကားလုံး3လုံးနော် ဟုတ်ကဲ့ပါရှင်
surprise ဆိုပြီးတော့ပဲဖော်ပြချင်ပါတယ်ဆို surprise ကလုံးဝ CSFP နဲ့ပေါ့နော်အကိုင်းညီတော့မယ်နေတိုင်း surprise တိုင်နေတာဆိုတော့ မေကွန်လေးကတိတ်တော့ခေါ်မှာလွယ်လွယ်လေးပါပဲဘာလို့ဆိုအမားတို့ဒီ semester 1မှာတော့ project တွေလုပ်ရပေါ့နော် group project တွေလုပ်တဲ့အခါမှာဆွဲခေါ်လို့မရခဲ့တဲ့ဟို group လေးတွေအခိုက်အတန့်တွေလည်းရှိရပေါ့နော်ဆိုတော့အဲ့လိုချိန်နေတော့ဘယ်လိုမျိုးခံစားခဲ့ရလဲခေါင်းတွေအုံခဲပြီးတော့မှအရင်နေစိတ်ညစ်ခဲ့ရတာပေါ့နော်နောက်ဆိုလူသက်ချင်သိတွေပါပောက်တယ်ဆိုတော့လေဘယ်လိုမျိုး feeling လေးရှိခဲ့လဲဆိုပြီးတော့အဲ့အားလေးဖြစ်ချင် ကန်ကောင်းစွာတယ်ပေါ့နော်ဆိုတော့ညနေလို့ကြားတဲ့ group ကအဲ့လိုမျိုးရှိခဲ့ဘူးလူကလိုပြောမလဲညီရလို့ပြောရမယ်ပေးထားတဲ့တာဝန်ကိုပေးတဲ့တာဝန်ကိုပေါ့နော်နောက်လူကပြန်လှည့်ကြည့်စရာမလိုအောင်ဘူးသူတို့ကတာဝန်ကြေကြတယ်လို့ပြောရမယ်CSSP တင်တယ်လေးပြီးတော့အချိန်မှာပေါ့လေဒီအမတ်တွေရလာတဲ့အပေါ်မှာကိုအရန်နေခုံယူမိတော့လားခုယူကြမှာတော့လူတိုင်းတော့ကိုယ်ခုံယူကြမှာ ပြောရမယ်ရှင်တော့အရှိမဒီချက်တယောက်ပြောခဲ့လို့ပဲပေါ့နော်စာရေးလောက်ထားပြီးတော့အရင်ကကြိုးစားခဲ့ဒါပေမဲ့ဒီမေကွန်းကိုတွေ့လိုက်တဲ့ခါမှာကိုကဆက်ကြည့်ဖို့လိုသေးဆိုတော့တည်ပေါ့ဒါပေမဲ့လို့ငါဒီလောက်ဖြစ်နိုင်ခဲ့ရပါလားဆိုတော့မူတည်ပြီးတော့ကျင်းနေပါတယ်